သူကခဏနေတော့ခေါ်တာပေါ့အညီတဲ့မင်းအပေါ်တက်ခဲ့ရောဆိုတော့ねကျွန်တော်တက်သွားတဲ့အချိန်မှာအညီမင်းသူ့ကိုမတက်နဲ့ပေါ့ကျွန်တော်ကိုပြောတာပေါ့ဘလူးလုံးဆိုကျွန်တော်ရှာသေးရဟိုကြီးဒီကြီးနဲ့အဲ့တော့ခွေးနဲ့ဟိုပြောရမလို့ဘေးလေးမှာခွေးရသူကဂလိုချင်းနဲ့မှာဆိုမမြင်ရဘူးမမြင်တဲ့အချိန်မှာနောက်ကခွေးရတယ်နောက်ဘူးပြန်သိတာလေသူကမျောစင်ကိုထိုးတဲ့အချိန်မှာကျွန်တော်တို့နောက်ဘူးပြန်သိတာအဲ့ဒီမှာကျွန်တော်လည်းဝင်မှကျွန်တော်အညီမင်းသူ့ကိုမတက်နဲ့ပေါ့အဲ့ကျွန်တော်လိုက်ရှာတွေ့တော့ဟာနှစ်ယောက်တွေ့တာပေါ့သူတို့ကျွန်တော်မေးတော့ကြတော့ဘယ်နှစ်ယောက်ရှိတော့ကျွန်တော်မေးတာပေါ့အဲ့ကုန်းပေါ်မှာသူတို့အဲ့မျောစင်မှာကျွန်တော်ထိုးတော့9ယောက်ရှိတယ်တဲ့အဲ့ဒါကျန်တဲ့9ယောက်ကဘယ်ရောက်သွားပြီလို့ကျွန်တော်မေးတာပေါ့မလိန်နဲ့လို့လိန်14နဲ့ပြစ်ထူမှာကိုကျွန်တော်ကပြောလိုက်တာပေါ့အဲ့နဲ့မလိန်ဘူးဆရာတဲ့ဆရာနဲ့အဲ့နဲ့သူကကျွန်တော်အုတ်ထုတ်ကြီးချွတ်ပြတာခွေးရချွတ်ပြတော့သမင်ကတကောင်းလုံးဖြူနေအဲ့နဲ့ကျွန်တော်ညီလေးကလည်းပြောလိုက်တာပေါ့ကျွန်တော်ဆရာမခေါ်နဲ့လို့ခမဦးမှာခမသားတော့ခမသားတော့ပဲရှိသေးရလို့အများအသက်လည်းပြန်ကြည့်အောင်ဆိုတော့အသက်က55နှစ်တဲ့အော်ထဲမှာပါပေါ့အဲ့တွေ့ကြုံမှာပဲကျွန်တော်တို့စွန့်သားခဲ့ရတာပေါ့